bacon sausage လေးနဲ့သမင်းကြော်ရိုက်ပြပါမယ်ကျုပ်ဆောင်လေးတွေဒီလိုသုံးသားပြီးရင်မပြတ်အောင်ဒီမယ်နော်ဒီမယ်ဒီမှာသမင်းကြော်နော်ကျုပ်နဲ့ဆိုလို့ရှိရင်ဒီဘက်စွန်းနဲ့ဒီစွန်းလောက်ထည့်မယ်နော်ဒီစွန်းလောက်ထည့်ပြီးတက်တော့ပြူဒီကမယ်တော့ထည့်မယ်ဒီမှာဖက်လေးဖက်လေးကျေဦးထည့်မယ်အားနည်းနည်းလေးထည့်မယ်အနည်းထည့်မယ်နော်ရတာသင်္ကန်းပြအိတ်ကျဲတစ်စုံထည့်မယ်ကျူစီတဝဲကြော်ကြော်လေးထည့်မယ်နော်တသားမို့နည်းနည်းဖြူမယ်တခြားနည်းနည်းလေးထည့်မယ် Dark soy sauce ရောင်ရအောင်1 teaspoon ထည့်ပါမယ်ကျုံမယ်နော်ငါဥနီရဲ့တက်သွန်ဒီအပွားရဲ့ဒီကားပဲထည့်ပြီနော်ဆက်ဖြူရတယ်နော်ရပါပြီဘောနဲ့ CP company ကထုတ်လေးတွေရှိပါတယ်အိမ်မှာကြော်စားလို့ရပါတယ် chef ဆိုပါ thank you ပါခင်ဗျာ